1948 ဒီဩဂုတ်လ9 ရက်နေ့မှာကျွန်တော်တို့မြလဲဆိုတဲ့စခန်းကျွန်တော်ကရင်ရဲ့ဌာနချုပ်ကိုဒီဖာရှာပလာနဲ့တိုက်ပြီးတဲ့နောက်ပိုင်းမှာတော်လာရေးဖြစ်လာဒီနေ့ချစ်ဖို့တော့တော်လာရေးကတော့ကြာပြီတမိုင်းပြောရလဲရှိဖို့ဆိုတော့အခုတိကတော့ဒီနေ့ဆိုဆက်ရှိနေမြောက်ပြီပေါ့နော်ကျမတို့တမိုင်းရဆိုကျမတို့ကရင်ပြည်ကကိုပိုင်ပြတ်နှံ့ခွင့်နဲ့ကျမတို့နေတဲ့ပြည်နယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာဒီစစ်အာဏာရှင်တွေကကျမတို့ဒီပြည်နယ်လူပြည်နယ်သားတွေကိုကျမတို့မတရားနီးနေပေါ့နော်ကျမတို့ကိုအုပ်ချုပ်တယ်ပြီးတော့ကျမတို့ဒီရထိုက်တဲ့ဒီအခြေခံခွင့်ရေးချိုးဖောက်မှုတွေလည်းအများကြီးကြုံရတာပေါ့နော်အဲကြောင့်မို့ကျမတို့နေနေဒီအရာတွေကိုပေါ့နော်ကိုရဲ့အခြေခံခွင့်ရေးလေးတော့ပေါ့နော်ပြန်ရနိုင်ဖို့အတွက်ကျမတို့ကဒီခုခံတော်လှန်ရေးကိုကျမတို့ကလှုပ်ဆောင်ရခြင်းဖြစ်တယ်ကျမတို့ဂရိနီသမိုင်းပြီးတော့ဂရိနီရဲ့ခုခံတော်လှန်ရေးသမိုင်းအစဉ်လာပေါ့နော်အဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင်ကျမတို့ဒီခုခံတော်လှန်ရေးလုပ်တယ်ဆိုတာကဒီကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ဂရိနီအမျိုးသားလူထုတွေရဲ့ဒီ OA အသက် OA စီးစိတ်တွေပေါ့နော်အကောက်ကွယ်ဆောက်ရှောက်ဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြမ်းဖက်နီးနဲ့ပဲခုခံတော်လှန်ခြင်းလုပ်ချင်လို့လုပ်တဲ့အရာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမတို့ရဲ့ပန်းတိုင်ကဒီနေ့တစ်ချိန်မှာဂရနီမျိုးသားလူထုတွေကသူတို့ရဲ့တရားမျှတမှုတွေလူလမှုတွေကိုပိုင်အုပ်ချုပ်ခွင့်တွေပေါ့နော်ပြန်ရဖို့ပဲဖြစ်တယ်ဒီ2021အာဏာသိမ်းပြီးတော့ဒီအခြေအနေကပိုဆိုးရွားလာတဲ့စစ်ရေးနိုင်ငံရေးရဲ့တင်းမာမှုတွေကြောင့်ပေါ့နော်အခုဆိုရင်ကျမတို့ရဲ့ဒီဂရနီပြည်တွင်းမှာဆိုရင်ပညာရေးကျန်းမာရေးအစသဖြင့်ပေါ့နော်အစာဝန်နေထိုင်ရေးဒါတွေကတော့ဆက်ရနောက်နေကြကြမှုတွေဖြစ်တဲ့အစီအမံပြမှုတွေပုံမှန်များလာတာကိုတွေ့ရတယ်ပေါ့နော်2021ကျွန်တော်တို့ခေါ်တဲ့ຫນွေဦးတော်လာရေးကာလာတော့အရေးကာလာဒီထက်ကဖြစ်ပခဲ့တဲ့တော်လာရေးမျိုးအနေထားတော့နာမတူဘူးနော်ခုကဒီပြည်သူတရားလုံးပါဝင်လာတယ်ပြည်သူရဲ့ကူညီပပုံမှုနဲ့အပိ၆ခံမှုနဲ့ကျွန်တော်ပါလာတာတွေ့ရတယ်ဒီပြည်သူရဲ့အသက်တွေးချွေးကိုလက်အေးကဆွရတာမျိုးလည်းရှိတယ်ဆီယနာရှိစနေကျွန်တော်တို့တာသမီခေတီဒီပါမတော့တော့တာသမီလီကိုဒီမဲ့ဒီအနာကဒုံရမျိုးစတဲ့ကျွန်တော်တို့ကောင်းမှုတဲ့အတီးခွေးတွေပဲကျွန်တော်တို့ပေးခဲ့ချင်တော့ပါတော့ပေးခဲ့ချင်တဲ့ခါကျတော့ကျွန်တော်တို့ဒီမချက်ပြီးရမချရတော့ကျွန်တော်တို့တိုက်ပွဲဝေရမှာပဲအရင်နေ့ရောဒီနေ့ရောဒီလာမယ့်နေ့မှာဆက်မခက်ခဲနေလိုက်မယ်ပေါ့နော်ဆိုတော့ဒီခက်ခဲတဲ့ခီလမ်းမန်းတည်ရတဲ့နဲ့ကျမတို့ရှောက်ထားခဲ့တဲ့အစတွေကနေပါဝေခဲ့ကြတဲ့သူမို့ပေါ့နော်အစုပ်ကြီးရှောက်လမ်းပေးဖို့လည်းမြတ်တရားခံချင်ပါတယ်ကျမအနေနဲ့ကတော့ဒီအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ကျမတို့ဒီစစ်ရှောင်ကာလမှာဆိုလွယ်တော့မလွယ်ပေါ့နော်အထူးသဖြင့်ကျမတို့ဒီအိမ်ထောင်တဲ့အမျိုးသမီးတွေအတွက်ဆိုပို့ဆိုးသားရေးသမီးရေးတွေပေါ့နော်ဒီလူမှုစီးပွားရေးမှာဆိုတော်တော်လေးကိုစိတ်ဒဏ်ရာတွေစိတ်ဖိစီးမှုတွေဖြစ်နေကြတာပေါ့နော်ကျမတို့ကြုံတွေ့နေရတဲ့အခက်ခဲတွေကပေါ့နော်ကျမတို့ဒီဟာမျိုးကိုကျမတို့ကစိတ်ဓာတ်မကြဘဲနဲ့ကိုမှရှိတဲ့ကိုရဲ့အရည်ချင်းကိုရဲ့အစွမ်းအစနဲ့အပြန်လန်းဖေးမကူညီရေးနဲ့အချင်းအပြန်အလှန်ကာကွယ်စောင့်ရှောက်ခြင်းအဖြစ်ပေါ့နော်ဒီခုခံတော်လှန်ရေးစစ်ကိုအမြန်ဆုံးကျမတို့အောင်မြင်အောင်ကျမတို့အတူတကွလှုပ်သွားဖို့တိုက်တွန်းအားပေးချင်ပါတယ်ပေါ့နော်ဒီနေ့စီဆိုင်တာစီမစ်တဲ့ဒီဆီယနာရှိစနိဆိုကြီးအောက်ကနေလူမြောက်တော့ဒီတစ်ချိန်မှာမနိုင်မရတော့ဘူးတိုင်းနေတဲ့လူကျွန်တော်တို့ထောက်ခံအားပေးရမယ်ဆိုတဲ့အနေထားရှိလာတော့ဒီနေ့ထိလဲသူတို့တောထဲမှာစတာရရဒုက္ခရှိစလို့အမှုများစွာနဲ့ရည်တည်နေတဲ့ရှိနေတာတော့ဒါလူထုကျွန်တော်တို့အများကြီးကျေးဇူးတရားမယ်အနေထားရှိတယ်လူတိုင်းရပါတော့ဒီဒေါ်လာရေးခီးစင်မှာအလုံးခက်ခဲတဲ့ခီးလန်ကိုရှောက်လန်ကြတယ်ပေါ့နော်ဆိုတော့လူတိုင်းလို့ပြောတာကလည်းဒီမြို့ပေါ်မှာပဲရှိစစ်ပေးရှောင်းမှာပဲရှိတော့မှာပဲရှိဒီဂရိနီပြည်သွေးမှာပြပမှာပေါ့နော်ဆိုတော့လူထုတွေကတော့သူနီတို့ဟာနဲ့တော့ရန်ခက်ခဲနေကြတယ်ဒါပေမဲ့ဒီဒေါ်လာရေးခီးစင်မှာခုချိန်ထိပါဝေမှာအတင်ထားပေးကြတဲ့ဒီဂရိနီမျိုးသားထု
အားလုံးကိုဒေသခွင့်ယူကြောင်းပြောကြားချင်ပါတယ်ကျမတို့ကတော့တချို့ကတော့အကြောင်းမျိုးကြောင့်ပေါ့နော်နိုင်ငံတကာရောက်သွားတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အထူးသဖြင့်လူငယ်တွေဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျမတို့တခြားနိုင်ငံတွေမှာပညာသွားပြီးသင်ယူနေတယ်ပေါ့နော်သူတို့ရဲ့စိတ်ထဲမှာလည်းတတိတချီချေကြရင်အိမ်ပြန်ပြီးတော့မိသားစုနဲ့အတူလက်သမင်းလက်ဆော်စားခွင့်ဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေသေးတယ်ပေါ့နော်ဒီပြင်ပရောက်နေတဲ့လူငယ်တွေအနေနဲ့ပေါ့နော်ကိုတစ်ဖက်တစ်လမ်းကပညာသင်ကြားပြီးတော့ကိုယ့်ရဲ့မျှော်လင့်ချက်အိမ်မက်ပန်းတိုင်ကိုလည်းမမေ့ပြောက်ပဲနဲ့ဒီဆက်ပြီးတော့ကြိုးစားသွားဖို့ပေါ့နော်တစ်ဆက်တည်းမှာပဲနိုင်ငံတကာရောက်နေတဲ့ဂရီနီအလူမှုတိုင်ဝမ်ကိုပြောချင်တာကတော့နိုင်ငံခြားမှာရောက်နေတဲ့ချိန်မှာဆိုရင်ကျမတို့ကတတ်နိုင်တဲ့လောက်ပေါ့နော်ကိုယ့်ရဲ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့အသေးဆုံးပြည်နယ်ဖြစ်တဲ့ဂရီနီပြည်သူလူထုရဲ့အခြေအနေလေးတွေကြုံတွေ့နေရတဲ့စိတ်ခုံမှုတွေကိုကျမတို့တတ်နိုင်သလိုကျမတို့ကိုစီယိုလှုပ်ဆောင်မှုတွေလုပ်ပြီးတော့ကျမတို့ကိုညီပန့်ပိုးနိုင်တဲ့အတိုင်းတာပေါ့နော်ကျမတို့ဆက်ပြီးတော့ကိုညီပန့်ပိုးပေးသွားဖို့ဆိုတဲ့ဟာမျိုးပေါ့နော်ဒါဒီမကသေးပဲနဲ့ကျမတို့တွေကလုံးဝမလုံနိုင်တိတိုင်အောင်တော့မှပေါ့နော်ကျမတို့ကဆူတောင်းခြင်းအဖြစ်ကလည်းကျမတို့ဂရီနီပြည်သူလူထုအတွက်ပေါ့နော်ကျမတို့သူတို့ဘီကင်းလုံခြုံတဲ့ပတ်ဝန်းကျင်လေးမှာစာနေနိုင်ဖို့အတွက်လည်းဆူတောင်းပေးလို့ရပါတယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်